ကိုရပါရှိရဲ့လေဒီနိုင်အမျိုးသားစီမှာတွားပြီးတော့အလဲသွားရင်းဘက်ကိုအကြံလေးပေးဖို့အတွက်တောင်းဆိုပြရ အဆင်ပြေပါရဲ့အားလုံးတော့လေဘုံလုံးလဲညီမလေးတွေအကုန်လုပ်ပေးပါရဲ့မှတ်လောက်ပေးခြင်းလေ The Dream Service တွေကိုရှင်းမှတ်ပါအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ The Dream မှာဗီဇာအောင်သွားတဲ့အမကိုပေါ့နော်အင်တာဗျူးလေးလုပ်ပြီးတော့အားလုံးပူးတာရစရာအကြောင်းအရာလေးတွေကိုမျှဝေပြရစီရှင်မင်္ဂလာပါရှင်ဟုတ်ကဲ့အမကဘယ်နိုင်ငံလေးကိုဗီဇာလျှောက်ပြီးအောင်ခဲ့ရလဲရှင်ကိုရီးယားကိုဗီဇာလျှောက်ပြီးအောင်ခဲ့တာအမအနေနဲ့ကကိုရီးယားဘက်မှာမိသားစုဝင်ရှိလားဒါမှမဟုတ်ကိုယ့်အကိုအလဲဘက်အနေနဲ့တွားရောက်ခဲ့တာလားပေါ့နော်ဘယ်လိုမျိုးတွားရောက်ချင်တယ်လျှောက်ဖြစ်ခဲ့တာလဲဆိုတာလေးသိပြစီကိုရီးယားမှာရှိရဲ့လေဒီနိုင်အမျိုးသားစီမှာတွားပြီးတော့အလဲသွားတာပေါ့အခု2လပိုင်းစောလာပွဲဟုတ်ကဲ့အလဲသွားကြတာပေါ့အလဲသွားတော့အမအနေနဲ့ဒီအလဲဗီဇာလျှောက်ခဲ့တဲ့အချိန်မှာအမကတော့လျှောက်ပြီးသွားပြီပေါ့ဗီဇာလျှောက်ပြီးသွားပြီဆိုတော့အမအတွေ့အကြုံတွေလည်းရှိခဲ့မှာပဲအဲ့အတွေ့အကြုံတွေပေါ်မူတည်ပြီးတော့ဘာလေးတွေကြိုတင်ပြင်ဆင်တင်တယ်ဘာလေးတွေတော့လှုပ်ထားတင်တယ်ဆိုတာလေးတွေကိုအခြားလူတွေလည်းသိအောင်လို့ဘုရားအနေနဲ့ပြီးမျှဝေပေးပါအောင်ရှင်ဟုတ်ကဲ့အဓိကကတော့ showman ကြီးပဲပေါ့နော် showman ကြီးအတွက်ကကြတော့ဗန်စိမ့်မှန်6လရှိပြီးတော့အဲ့တလအတွင်းတလလောက်ကြိုပြီးတော့ကြိုတင်ပြင်ဆင်ဟုတ်ကြိုပြီးတော့ပြင်ဆင်ထားဖို့ဟုတ်ကဲ့ပါရှင်ဟုတ်အမအနေနဲ့ဒါအခုကဗီဇာလည်းအောင်ခဲ့ပြီပြီးတော့အမျိုးသားနဲ့လည်းတွေ့ရတော့မယ်ဆောလာပွဲတော်ကလည်းဟိုဘက်မှာလည်းပိတ်ရက်တည်ရှိရဲဆိုတော့ဒါမိသားစုတွေစုံတွေ့ပြီးတော့တဝါကြီးပြောခဲ့ပါလို့ The Dream ကနေစုမငောင်းတောင်းပေးပါတယ်အခုပေါ့နော် The Dream မှာအမဗီဇာလျှောက်တဲ့ process ကိုလုပ်ခဲ့တဲ့အတွင်းမှာပေါ့နော် The Dream ကိုအကြံပေးချင်တာလေးပေါ့ကောင်းသည်ပဲဖြစ်စေဆိုးသည်ပဲဖြစ်စေပေါ့ဒါကောင်းတယ်ဆိုလို့ရှိရင်လည်းကျမတို့ဘက်ကနေပြည်ကြီးဖြစ်ပြီးတော့လက်ခံမှာဖြစ်တယ်လို့တကယ်လို့ဆိုးတာလေးတွေရှိခဲ့တယ်ပေါ့နော်တခုခုလေးတွေများပေါ့အဆင်မပြေဖြစ်ခဲ့တယ်ဆိုလို့ရှိရင်လည်းအဲ့ဒါလေးကိုသင်ခန်းစာယူပြီးတော့နောက်ဧည့်သည်တွေအတွက်ကိုပိုကောင်းတဲ့စီစဉ်မှုလေးတွေလှုပ်ဆောင်သွားဖို့ရှိရဲ့အတွက်ဒီအဲ့ဒါလေးလည်းတတွင်းဘက်ကိုအကြံလေးပေးဖို့အတွက်တောင်းဆိုပြရစီရှင်ဟုတ်အဆင်ပြေပါရဲ့အားလုံးတော့လေဘုံလုံးလဲညီမလေးတွေအကုန်လုပ်ပေးပါရဲ့ဟုတ်ကဲ့ရလေးဟုတ်ကဲ့ပါရှင်ဟုတ်အကြံပေးချင်တာထွေထူးတော့မရှိဘူးပေါ့အဲ့ဆိုရင်တော့အမှတ်တောင်းတော့မယ်တမတ်ကနေပြီးတော့10မှတ်အတွင်းမှာ10မှတ်လောက်ပေးချင်တယ် The Dream Service တွေကိုရှင်းမှတ်ပါဟုတ်ကဲ့ရှင်ဟုတ်ကျေးဇူးတင်ပါတယ်အမှတ်ပေးရပေါ့ဘယ်သူမှတော့ perfect တော့မဖြစ်ဘူးပေါ့နော်ဒါပေမဲ့လည်းအတက်နိုင်ဆုံးဒါလုပ်ပေးတယ်အဆင်ပြေခဲ့တယ်ဆိုတာလေးသိရလို့ The Dream ဘက်ကနေဝတ်တာပြီးဖြစ်မိပါတယ်အမတို့လည်းခီးလန်းတစ်ချောင်းမှာခက်ခဲမရှိအဆင်ပြေပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ရှင်အားလုံးပဲဒီမရဲ့ပေါ့နော်ဒီဗီဇာအောင်သွားတဲ့အတွေ့အကြုံလေးတွေကိုကြားပြီးတော့ပေါ့နော်ဒါကိုယ့်အတွက်လည်းအများကြီးအကျိုးပြုလိမ့်မယ်လို့ပြောလင်းပါတယ်ရှင်အားလုံးပဲကျေးဇူးတင်ပါတယ်